ဝိုင်းရင်တိုက်စစ်မှုကြီးအာနိုင်ရဲ့စွမ်းရည်တွေကိုမြင်တွေ့ရမယ့်ပွဲပါဒါကတော့ဝိုင်းရင်တိုက်စစ်မှုကြီးအာနိုင်တယောက်ရဲ့ကျွမ်းကျင်ပိုင်နိုင်လွန်းလာတဲ့အစွမ်းစားတစ်ခုပဲဖြစ်ပါတယ်ဘရာဇီးအသင်းတိုက်စစ်ဆင်လာပြီးနောက်ဘောလုံးကအာနိုင်စီရောက်ရှိလာခဲ့ပါတယ်သူကတော့ဂျာမနီခန့်စစ်ကြောင်းရဲ့နောက်ဘက်ကိုအကွက်ချက်ချပဲထိုးဖောက်ဝင်ရောက်သွားခဲ့တာပါသူရှိမှနေရာလွတ်တွေအများကြီးရှိနေတဲ့အတွက်ကိုသမားဟာကန်ချက်လန်းချောင်းကိုပိတ်ဆို့ဖို့ကွင်းပြင်တဲ့အထိအပြင်းပြေးထွက်လာခဲ့ရပါတယ်ဒီလိုအချက်တင်းမျိုးမှာကစားသမားအတော်များများဟာဆုံးဖြတ်ချက်မှာပြီးဝေခွဲမရဖြစ်တတ်ကြပေမဲ့ဂျော်နေဒိုနာဇာရီယိုခေါ်အာနိုင်ကတော့စက္ကန့်ပိုင်းလေးတောင်တုံ့လုံးချောက်ချခြင်းမရှိခဲ့ပါဘူးဘောလုံးစီရောက်တာနဲ့သူဟာခြေလမ်းကိုအနှဲငယ်လျှော့လိုက်ပြီးဘက်ဘက်ကိုတစ်ချက်ထိုးလိုက်ပါတယ်ဒီနေရာမှာသတိထားကြည့်ရမှာကသူဟာကိုသမားရဲ့ခနာကိုလှုပ်ရှားမှုကိုအကဲခတ်ဖို့အတွက်ခေါင်းကိုအမြဲမော့ထားတာပါပဲအာနိုင်ကိုရီယာနာကိုရောက်လာတဲ့အချိန်မှာကိုသမားကလည်းတုံ့ပြန်ဖို့အသင့်နေထားတဲ့ရှေ့ကိုတိုးလာခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာပဲအာနိုင်ကကိုသမားကိုအပိုင်လဲစားလိုက်တာပါသူဟာခနာကိုလေးချိန်ကိုညာဘက်ကိုရင်းလိုက်ပြီးပချေတော့ကိုဘောလုံးပေးမှာအမြန်ပဲထောက်လိုက်ပါတယ်ဒီလှုပ်ရှားမှုကကိုသမားကိုသူဟာညာဘက်ကိုဆွဲထွက်တော့မယ်လို့အထင်ရောက်သွားစေတာပေါ့ဒါပေမဲ့ဒါဟာတကယ်တော့ထောင်ချောက်တစ်ခုပါပဲဘောလုံးကိုရိုးတော့မယ်လို့အားလုံးကထင်မှတ်ထားတဲ့အချိန်မှာပဲအာနိုင်ကခြေရောက်တစ်ဖက်နဲ့လှလှပပကြောက်ခုလိုက်ပြီးသူ့ရဲ့ခနာကိုဆန့်ကျင်ဘက်အရက်ကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်ဒါဟာကိုသမားရဲ့အချိန်နဲ့အလေးချိန်ကိုလုံးဝလမ်းကြောင်းလဲသွားစေခဲ့တာပါအဲ့ဒီနောက်မှာတော့အာနိုင်ဟာကိုသမားကိုအသာအရာကြော့ဖြစ်သွားခဲ့ပြီးကိုသမားကများခြေထောက်လေးလန်းဆွဲဖို့စူးစမ်းရုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးသူကတော့ဟာလာဟင်းလင်းဖြစ်နေတဲ့ကိုပေါက်ထဲကိုအေးအေးဆေးဆေးရဲ့ကန်သွင်းပြီးပွဲကိုအဆုံးသတ်လိုက်ပါတော့တယ်ဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Ronaldo ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှတ်သွားပါအောင်နော်